你弄用啊，工地啊不？你弄明里第二个嘿？你弄明里第二个嘿？我看你啊嘞，你弄的好，你弄酷安那下就太对呢。对，没你啊嘞，我pass 俾来比哒，怎么爬路比啊没嘞？怎么爬先比啊没嘞？我爬表嘞地啦，都是有方式的好嘞。怎么南京双呢？都南京双呢？伊拉阿妈好把路撒边点没把嘞。哎呀，怎么路比不是那嘞？都也哎那也生比不？但係咩？အခုလိုမျိုးလဲကျမတို့ထပ်ပြီးတော့မလုံနဲ့လေအရင်လွန်နေကွယ်ကျမပြောမှာပြေဘူးရဖြစ်အားဖြင့်စဉ်းစားနော်ရှင်တို့ရီစားဟောင်းနေစီကိုမနေ့3:46မှာဖုန်းခေါ်ပြီးတော့အလုပ်ကိစ္စပြောလာအရင်လွန်နေအဲ့လောက်ကြီးကြတော့ကျမမခံတော့ဘူးနော်ကြိုက်တာလို့ကြိုက်တဲ့နေရာကြိုက်တာလို့ရောက်မသိရင်ကျမကူလီကူမကြတာတခုမှမရှိဘူးကျမဒဲတယ်ပဲပြောနေတာကျမမကြောက်ဘူးနော်ဒါကျမကိုစဖုန်းခေါ်တဲ့နေ့ဩဂတ်စ်လ6ရက်နေ့3:46 AM PM တော့ဖတ်တယ်မလားဘယ်နဲ့4နိုင်ဘူးကဖုန်းဆက်လို့လုပ်ကိစ္စနဲ့ဘာတွေပြောနေကြရလဲတရက်လွန်တော်ထမိုင်းလည်းမပေးစားလို့တရက်လွန်နော်ကျမမနက်ကဒါကျမဒီအကိုကျမအရင်အားနာတယ်ဒီကိုကကျမတို့နှစ်ယောက်သွားလာတော့ကလည်းအမြင်နဲ့ပါတဲ့လူကျမကိုဝင်ခံထားပြီးသားကျမရှိရက်နဲ့တိရက်နဲ့ဝင်နေတော့ကျမတစ်ဖက်မင်းကတိတ်ခါကြမှာဆိုလို့ကျမမပြောတာဖုန်း record ရှိတယ်တရားလွန်နေနော်ရှင်ကျမမနေ့ကလည်းအဲ့ဒီလူကိုပြောလိုက်ပါတယ်ရှင်းပါတိုက်တယ်နေရှင်ကျမလူကိုယ်တိုင်လာရှင်းပြအောင်ဆိုကျမလာရှင်းမိမယ်ဒါပေမဲ့ကျမတိတ်ခါကိုထပ်မထိနဲ့ကျမကိုမဟုတ်တန်းတရားမရှင်းနဲ့ဘူးမြင်ထွန်းရေးရတယ်ဟဲ့လားအောက်တန်းစားလေးအဲ့ကောင်ထားမပြောနဲ့ထားနော်ကျမမှာဒီမှာကျမမနက်ကမှပြောထားအကုန်လုံးလည်းပြောတယ်ဒီမှာ2 day 12:29ဘယ်သူနဲ့ပြောတယ်ကျမအကုန် record ယူထားတာကျမမျက်မနေ့ကသူ့ဖုန်းဆက်တာတော့ကျမမျက်နာနဲ့ရောသူ့တန်ကျမ record ယူထားတယ်မိမကျမမှာ record မရှိပဲကျမမပြင်းဘူးကျမမှာ record မရှိပဲကျမမလုပ်ဘူးသူလည်းဖမ်းထားမှာပဲသူ့ record ကျမကိုခြေပါလက်ပါလှုပ်ခဲ့တယ်ကျမခြေလက်တွေမှာဒဏ်ရာရခဲ့တယ်ကျမကလပ်မှာသူပြန်မလာသေးလို့ကျမစိတ်အရန်ပူလို့စိတ်ဟောက်ကြီးမှာကျမလိုက်ဆောင်တာဘာဖြစ်လို့လဲသူ့ကိုချိန်ချောက်တဲ့လူတွေလည်းများတယ်အဲ့ဒီကာလမှာနော်ကျမသွားကြည့်အချိန်မှာကောင်မနဲ့ရှင်စိတ်ဟောက်တွေကထွက်လာပြီးတော့ကျမကိုတွေ့တော့အကောင်မကိုလိုက်ပြန်မပို့နေတော့ပေါ့စမ်းချောင်းထီအကောင်မကိုခေါင်းနဲ့တင်ပြီးလိုက်ပြီးဒီကောင်မကလည်းခန့်နေလိုက်ပြန်ပို့တော့ကျမနောက်ကနေမှတ်ရကြိုက်ကဆန်စူပါ1ရှိမှာကျမနင်ကောက်ရက်လိုက်တော့သူ့အကောင်မလေးကိုပြန်ပို့ပြီးမှကျမရမ်းရှာတာသူများမင်းကလေးပါကျမမလုပ်ဘူးနင်ကားရက်လိုက်တော့ဆိုမှကျမပြေးပြီးစောက်တွန်းပြတာပြီးတော့ကျမဒီနှစ်ထင်းနေပြီလောက်တာကျမမှာအကုန်အမှတ်တမ်းရှိရနော်မလိန်နဲ့ရှင့်အမေပါလာတောင်းပန်ထားတာကျမအမေကိုခုကရှင့်ကငြိမ်နေတဲ့မိန်းကလေးကိုလာဆွလို့ရှင့်ပေါင်းနေမှာကျမကိုလာဆွရှင့်ကကျမမနေ့ကလည်းပြောပြီးသားရှင့်ကိုသိအောင်တတ်မှာရှင့်အပေါင်းသင်းမယ်လို့ဘယ်သူမှမဟုတ်ဘူးလို့ကျမမနေ့ကကျမအမေရောရှင့်ကိုပြောလိုက်တယ်တာသတိထားနော်တားပေးနာပေါင်းနေတားပေါ်ကောင်းတဲ့လူတွေမဟုတ်တားကိုတတ်မဲ့လူတွေကြီးပဲဆိုတာအခုရှင့်ကိုထပ်တတ်တာပဲသိလိုက်နော်ပြီးရင်ရှင့်ကို post တင်မိတဲ့ဟာတွေကို calculator ယူပြီးတော့ date တွေလာတယ်ပြန်တွက်ခိုင်းလိုက်တစ်ဖက်မိန်းကလေးကိုမစော်ငားချင်လို့ဆိုယူပြီးနေပြီးအချိန်မှာကျမမတော့မပြောချင်ဘူးမစော်ငားချင်လို့ကျမအစားဆုံးသိထားပြီးသားအဲ့ကြောင့်ကျမအမြင်ပြောငါစင်မောကလူငါစင်ရောက်ကလူမဟုတ်ဘူးစကားကျမအမြင်ပြောထားတာနာမလုံနဲ့ရှင်တို့ကတရက်လွန်ရေးတာဟေး
ကြိုက်တဲ့နေရာကြိုက်တာလောက်လိုက်ခုနစရဲမှာရေးထားတယ်လို့ပဲကြိုက်တာလောက်စမ်းငါရဲ့လုံကြုံရေးနဲ့ပတ်သက်ပြီးတခုခုထိတ်လာဖြစ်လာနင်တို့ပဲလောက်ကြည့်လိုက်လေလောက်ကြည့်လိုက်လောက်ကြည့်လိုက်လေငါတို့တာမီးမြောက်တယ်လေငါတို့တာမီးမြောက်တယ်လေညတော့အုပ်လိုက်ကြီးလေတတိရှိလောက်လိုက်လေမင်းမဲ့တိုင်းဒီမှာမဟုတ်တာညတော့ဘိန်းကလေးတယောက်ဝိုင်းပြီးတော့ထိုးနေတာမရှက်ဘူးလားအဲ့ဒီဟိုကောင်ငါညို့နာမည်ထက်တယ်ပြောထားဟမ်နော်ဘူးကြလဲဆိုငါပြောတယ်ထားမေမပါနဲ့တပိကိစ္စသမီးရှင်းမယ်မေမပါနဲ့နော်ငါမိန်းကလေးတယောက်တည်းငါမှငါအမေရှိတယ်ငါအဖေမရှိတော့ဘူးငါဝါငါခက်ရငါရှုံးရတာငါအသက်16-19ငါအဖေဆုံးတာဒီအိမ်တော်ကြီးတစ်ခုလုံးငါပဲဦးစီးလာငါမှပင်မစီးရပူစာအများကြီးရှိတယ်နော်နင်တို့ထိုးနေတယ်ထိုးနေတော့မရဘူးနင်တို့ကကာဝဲပေးမဲ့အဖေတရားမရှိယောက်ျားတရားမရှိဘူးဒီအိမ်မှာယောက်ျားတရားမရှိဘူးဆိုတော့နင်တို့ငါ့ကိုပြောချင်တိုင်းပြောဆိုရင်လည်းဆိုလို့ရှိတယ်လို့မရဘူးနင်တို့အောက်လိုက်ဝိုင်းလုံနေတာအခုအောက်တန်းစားရီနင်တို့အောက်လိုက်ဝိုင်းလုံနေတာညတော့မိဘတွေတို့ပြန်မေးကြည့်လိုက်ညတော့မိဘတွေအရက်သမားလက်သမားတွေအမေမပါနဲ့လို့သမီးကိစ္စသမီးရှိမယ်အမေစိတ်တူတာတည်အမေမပါနဲ့ကိုသားသမီးကိုတရားလို့ပဲမိဘတွေလက်ပတ်ကြည့်တာနင်တို့အခုယောက်ျားကြီးတက်မယ်ထတ်တင်တယ်ငါ့ကိုကာဝယ်မဲ့လူငါကူငါပဲရှိတာနော်ဒါပေမဲ့ငါအပေါင်းအသင်းတွေရှိတယ်ငါ့ကိုနောက်မှထိနေတယ်ငါအပေါင်းအသင်းတွေရှိတယ်ဒီမဆိုင်နုထိရင်ထိလို့ရတယ်ထိလိုက်ထိပြီးငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုရှင်းအောင်တော့မထားခဲ့နဲ့ရမလားရမလားလောက်ကြည့်လိုက်လေမဟုတ်ဘူးအမေခဏလေးနေနေတော့ခဏခေါ်လိုက်တော့ခဏခေါ်လိုက်တော့အမေမရငါအမေပါတခုဖြစ်ရင်နင်တို့ကုန်တွေ့မှာနော်ဝင်ထဲဝင်မေထဲဝင်တော့ဝင်လို့မဝင်ခိုင်းတော့ဝင်ဒီမှာကြောဘာနာမှာကျမတခုခုဖြစ်ရင်သူတို့ရဲ့စာထဲမှာဟိုက6စာပါထားပြီးသားနော်ကျမကိုမနေ့ကတောင်းပန်တယ်အမေကိုတောင်းပန်တယ်ကျမကြေးရေးပေးထားပြီးသားကျမကိုထက်လာမလို့နဲ့ခုချိန်မှာကျမကအကုန်လုံးကိုပတ်ရမ်းမှာနော်ရမ်းလို့ရတယ်ကျမမှာတက်တေထောက်ထားချက်လက်ကုန်ရှိတယ်တယ်ရုံမှာမိန်းကလေးတယောက်ကိုဝိုင်းပြီးတော့အဲ့လိုမျိုးလောက်တာရှင်တို့ကမညီမမရှိဘူးလားအဲ့လို post တစ်ခုတင်လိုက်လို့မရှိဘူးလားအခု post တင်နေအကိုဒီမှာနာမည်မပြောချင်လို့အဲ့ post ရေးလိုက်တော့အောင်တော့မရှိဘူးပုံမှန်တော့ကျမအဲ့ဟာယူပြေးလေအောင်ဖြေကျမတနေ့ကုန်အဲ့လူတွေနဲ့ contact လုပ်ပြီးကျမဒီပြဿနာယူကျမရှင်းဖို့ကျမစူးစမ်းနေရအခုရှင်တို့လုံးလိုက်တဲ့ဟာကြီးကတော်ဆူဆူကျမတခုပဲမနေ့ကလည်းမှားလိုက်တယ်ကျမကိုထပ်မထိခိုက်နဲ့ကျမမခံဘူးကျမ4နှစ်တာကာလမှာရှင်တို့မသိခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနော်ခံခဲ့ပြီးပြီလူကိုကျမမမေရကျမဖေကကျမဘာမြင်ဘူးအဲ့လူကျမဘာရိုက်ဖူးလဲနောက်ဆုံးသူဘာပြောတယ်လဲငါညီမအငယ်လေးတော့ငါဘာမြင်ခဲ့ဘူး